တနှင့်လမ်းခွဲလိုက်သည်တယောက်နဲ့တယောက်အယမ်းချစ်ကြရင်တယောက်နဲ့တယောက်အယမ်းခင်ကြရင်တယောက်နဲ့တယောက်အယမ်းတန်ရောစင်နေရှိကြရင်တယောက်နဲ့တယောက်တန်တရားမဖြစ်အောင်နေဖို့လိုတယ်လို့တန်တရားမရှိအောင်လဲနေဖို့လိုပါတယ်တယောက်နဲ့တယောက်စိုးရိမ်မှုတွေလွန်ကဲလာရင်တန်တရားဆိုတာလဲဖြစ်လာတတ်တာပါပဲစစ်မှန်တဲ့ချစ်ချင်းမှာတန်တရားတွေမရှိဘူးတန်တရားတွေရှိနေရင်လဲစစ်မှန်တဲ့ချစ်ချင်းမြတ်တာမဖြစ်နိုင်ဘူးတန်တရားဆိုတာတယောက်နဲ့တယောက်ချစ်ချင်းနေခင်မင်ချင်းနေတန်ရောစင်တွေကိုခဏချင်းပဲဖြစ်တော့ပြစ်နိုင်တယ်လို့စစ်မှန်တဲ့ပျော်ရွှင်စရာတွေကိုလည်းခဏချင်းပဲပျောက်ဆုံးသွားတတ်တယ်တန်တရားတွေတယောက်နဲ့တယောက်စီမှာရှိနေကြပြီဆိုရင်တော့နေရတာမအေးချမ်းတော့ဘူးညနေချင်းဆိုင်ကြည့်ရတာချစ်စရာမကောင်းတော့ဘူးစိတ်ကူးထားတဲ့အတိုင်းလောက်လဲပြောစရာမကောင်းတော့ဘူးတယောက်တည်းနေတာတောင်မှအဆင်မပြေတော့ဘူးသူ့ကိုမယုံတယ်လို့ကိုယ့်ကိုလည်းမယုံတယ်လို့ဖြစ်လာတတ်တယ်လူတယောက်ကိုတန်တရားစိတ်တွေနဲ့ချစ်ရတာဟာကိုယ်တိုင်စိတ်ပူလောင်ခြင်းတွေကိုရင်ထဲမှာထည့်ပြီးဝင်းမြူနေရတယ်လို့ပါပဲဘယ်ချိန်ကြည့်ကြည့်ဘယ်ချိန်မဲချစ်ချစ်ပူလောင်ပြီးရင်ပူလောင်နေရတာမျိုးပါကိုယုံကြည်ထားတဲ့လူတယောက်ပေါ်တန်တရားမျက်လုံးနဲ့ကြည့်နေရပြီဆိုရင်အချိန်ကြီးကြာလာတာနဲ့မျှအဲ့ဒီလူပေါ်ယုံကြည်မှုတွေတဖြည်းဖြည်းကျဆင်းလာတာပါပဲတန်တရားဆိုတာယုံကြည်မှုရဲ့အဟန့်တားပဲတယောက်နဲ့တယောက်မှာတန်တရားတွေရှိနေရင်မအေးချမ်းတော့ဘူးဒီလိုပဲလူတယောက်မှာရိုးသားမှုမရှိတော့ရင်ယုံကြည်မှုဆိုတာကလည်းရှိလာတော့မှာမဟုတ်ဘူးတယောက်နဲ့တယောက်ကယုံကြည်မှုမရှိတော့ရင်ရှေ့ဆက်ဖို့ဘလို့မှမဖြစ်နိုင်တော့ဘူးစစ်မှန်တဲ့ယုံကြည်မှုမှာမယိုးသားခြင်းတွေမရှိဘူးမယိုးသားခြင်းတွေရှိနေခဲ့ရင်လည်းစစ်မှန်တဲ့ယုံကြည်မှုမဖြစ်နိုင်ဘူးယုံကြည်မှုမပါပဲတန်ရောစင်နေအချစ်တွေနဲ့တိဆောက်ထားတဲ့ဘဝအိမ်ဆိုတာလေပြီးပြည့်စုံလိမ့်မယ်လို့မထင်ပါနဲ့လေတံမိုးတံဆိုတဲ့လောကရန်ကြီးကိုခံနိုင်ရင်ရှိဖို့လိုပါသေးရဲ့ကိုယ့်ဘော်ကိုတစ်ဖက်လူကတန်တရားမဖြစ်အောင်အမားမလုံးမိအောင်နေဖို့လိုတယ်လို့တစ်ဖက်လူကလည်းအဲ့ဒီလိုပဲနေရမယ်တန်တရားဆိုတာအပွားထက်တဲ့ဓာတ်တက်လက်လိုပါပဲအချိန်ကြာကြာချစ်ခဲ့တဲ့အချစ်တွေခင်မင်မှုတွေတန်ရောစင်တွေကိုခဏချင်းပဲဖြတ်တောက်ပစ်တတ်တယ်တယောက်နဲ့တယောက်တန်တရားတွေရှိနေကြမယ်ဆိုရင်ပွင့်ပွင့်လင်းလင်းပြောကြရမယ်တိုင်ပင်ကြရမယ်ဆွေးနွေးကြရမယ်အဖြေရှာကြရမယ်ကိုယ့်ဘက်ကမှန်နေဆိုပြီးရှောက်လို့မရဘူးတန်တရားရှိရင်စိတ်ရှင်းတယ်စိတ်ရှင်းရင်ဘဝရှင်းတယ်ဘဝရှင်းရင်အေးချမ်းတယ်အေးချမ်းရင်စိတ်ချမ်းသာတယ်စိတ်ချမ်းသာရင်တရားထူရလွယ်တယ်သူ့ဘက်ကိုယ့်ဘက်ကမ်းမြတတကြည့်ရမယ်တကူကောင်းဆန်တဲ့စိတ်ငါဆိုတဲ့အတ္တစိတ်အဲ့ဒီစိတ်တွေဟာကိုယ့်ပေါ်မှာလွှမ်းမိုးသွားပြီဆိုရင်တော့အမားကိုအမားလို့မမြင်တတ်ဘူးကိုလိုရာကိုပဲစွဲပြီးတွေးတယ်ကိုလိုရာကိုပဲစွဲပြီးတော့ပြောတယ်ကိုလိုရာကိုပဲစွဲပြီးလုပ်တယ်ကိုလိုရာကိုပဲစွဲပြီးတော့ညင်းတယ်သူ့ဘက်ကမှားလားမှန်လားအခြေအနေတွေကိုမသုံးသပ်ချင်တော့ဘူးမတောင်းပန်ချင်တော့ဘူးတကယ်ဆိုရင်ပြဿနာတစ်ခုကသူ့ဘက်ကအခြေအနေကိုယ့်ဘက်ကအခြေအနေကိုစင်ကြင်စဉ်းစားရမယ်သုံးသပ်ရမယ်အဖြေရှာရမယ်တောင်းပန်သိရင်တောင်းပန်ရမယ်နားလေသိရင်နားလေပေးရမယ်ခွင့်လွတ်သိရင်ခွင့်လွတ်ပေးရမယ်ပြီးမှတယောက်နဲ့တယောက်တိုင်ပင်ဆုံးဖြတ်ချက်ချရမယ်ကိုမှန်နေဆိုတဲ့အတ္တစိတ်နဲ့ဘာကိုမှဆုံးဖြတ်လို့မရဘူးမှန်နေဆိုတာရှောက်လို့ရင်အမားဆိုတာကနောက်ကကပ်ပါလာတတ်တယ်အကောင်းဆုံးကတော့အဲ့လိုချိန်မျိုးမှာဘာကိုမှအလင်းစလို့ဆုံးဖြတ်ချက်မချတာအကောင်းဆုံးပါပဲကိုကမှန်နေဆိုရင်တော့သူ့ကိုတန်တရားစိတ်နဲ့ကြည့်နေရတော့ကိုကပါမအေးချမ်းတော့ဘူးကိုပါပူလောင်နေရတာမျိုးဖြစ်တတ်တယ်အဲ့ဒီချိန်မှာသူမှန်နေငါမှန်နေဆိုရဲရင်ထဲကမကြည်နဲ့ချင်းနေအဆိုင်ခဲတွေပြဿနာတွေကိုစီအတ္တတွေကြောင့်တယောက်နဲ့တယောက်တင်းတင်းကြပ်ကြပ်စုပ်ကင်ထားတဲ့လက်တွဲတွေကအချိန်အကြာကြီးမမြဲနိုင်တော့ပါဘူးသူ့ပေါ်မျိုးသိပ်ထားတဲ့စကားတွေ
သူ့ပေါ်မကျင်တဲ့ချင်းတွေကမုံတီချင်းပြဿနာတွေကိုစပြီးဖန်တီးတော့တာပါပဲပြီးရင်တယောက်နဲ့တယောက်ရင်ထဲမှာရှိကြတဲ့သူမှန်တယ်ငါမှန်တယ်ဆိုတဲ့ဒေါသတွေတင်းမာမှုတွေမာနတွေအတ္တတွေကြောင့်ညနေချင်းဆိုင်မခေါ်နိုင်မပြောနိုင်မကြည့်နိုင်ကြတော့ဘူးအစကဘလောက်ပဲချစ်ပါတယ်ပြောဘလို့မှမခွဲနိုင်ဘူးပဲဆူသူ့ဘောကိုဘောချစ်နေကြလို့သာမရှိတော့ဘူးလို့ထင်ရတဲ့ရင်ထဲမှာရှိကြတဲ့အတ္တမာနတွေကဒီချိန်မှာပုံမှန်ပြီးစားလို့ပြန်ပေါ်လာကြတော့တာပါပဲတယောက်နဲ့တယောက်အမားတွေကိုခွင့်လွတ်နားလဲတောင်းပန်ဖို့ဝင်လေးသွားကြတယ်အဲ့ဒီချိန်မှာတယောက်နဲ့တယောက်နားလေခြင်းနဲ့ခွင့်လွတ်ခြင်းတွေဆိုတာကအချိန်ကာလတစ်ခုလောက်သာတီးခံနိုင်စွမ်းရှိတော့တာတီးခံနိုင်လောက်တဲ့အထိသာတီးခံကြတော့တာတယောက်နဲ့တယောက်တီးခံနိုင်မှုအတိုင်းအတာကျော်လွန်လာပြီးဆိုရင်တော့ရင်ထဲမှာရှိကြတဲ့အတ္တမာနတွေဟာမခံမရနိုင်ဘူးတယောက်ကိုတယောက်ပြဿနာတွေမုန်းတီးခြင်းတွေလက်စားချေမှုတွေစကားများရန်ဖြစ်မှုတွေကအစပြုလာတော့တာပါပဲတယောက်နဲ့တယောက်အတ္တတွေဒေါသတွေရှေ့တန်းတင်လာကြပြီဆိုရင်ချစ်တဲ့စိတ်နဲ့မကြည့်နိုင်ကြတော့ဘူးချစ်တဲ့စိတ်တွေညံ့နိုးတဲ့စိတ်တွေတန်ဖိုးထားခြင်းတွေကြောက်သွားကြတော့တယ်တယောက်နဲ့တယောက်ရိုင်းရိုင်းဆက်ဆိုင်ပြောဆိုဖို့ဝင်မလေးတော့ဘူးနာနာကျင်ကျင်နဲ့ဆဲဆူပြောဖို့ရန်ဖြစ်ဖို့လည်းဝင်မလေးတော့ဘူးတေးလာအောင်နာကျင်တဲ့စကားတွေပါဇက်ကထွက်ဖို့လည်းဝင်မလေးတော့ဘူးနောက်ဆုံးတော့လေဒီတန်တရားတွေကြောင့်ပဲအတ္တမာနတွေရဲ့ခေါင်းစဉ်အောက်မှာစိတ်သဘောထားချင်းမတိုက်ဆိုင်လို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့တယောက်နဲ့တယောက်လမ်းခွဲနှုတ်ဆက်သွားကြရတယ်။ဒါဟာတန်တရားကိုအတ္တနဲ့ပေါင်းဆက်တဲ့အကျိုးရလဒ်ပါပဲ။တန်တရားတွေကင်းပြောက်ပြီးအတ္တစိတ်တွေကင်းဝေးပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။အတ္တနဲ့လမ်းခွဲလိုက်သည်အတ္တဖြည်စီ